နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုတော့ဒါကိုပြောတာနေမှာโอเคမမရယ်ဗီဒီယိုနဲ့အပီပြန်ပေးပါတယ်ကဲဒီမှာရွှေလေးလေးနဲ့အပီပြန်ပေးပါတယ်ဒီမှာပါရွှေလေးဖောက်မယ်ပေါ့နော်ကဲဒီမှာပါရွှေလေးကတော့12ဘူးပါတယ်ပြီးတော့ရင်ခုံရမယ်ဒီမဲဖောက်ရင်ဟုတ်ပြီနော်ကဲဒါအရန်ဖောင်းနေလို့ဒါလေးရင်ကြည့်လိုက်မကြည့်ဒီမကြည့်ဒါပထမဆုံးကင်လိုက်တဲ့ဟာလေးဟဲ့အကြီးကြီးပဲ Oh my god မကြည့်အောင်အကြီးကြီးပဲဝါကျန်လိုက်တာဒီမကြည့်အောင်တော့ကြတယ်အဲ့လိုဖောင်းထွက်နေအဲ့ဒါအဲ့လိုဟာရပါလားမသိဘူးနော်ကျွန်မစိတ်ထဲမှာကဲနောက်တစ်ခုကတော့ဒီမှာပါအရုပ်ကလေးပေါ့နော်ကျွန်မ YouTube account လေးဖွင့်ထားပါပြီကျွန်မရဲ့ YouTube account လေးကိုလည်း subscribe လုပ်ပေးလို့ရပါတယ်ရှင်ကဲဒီမှာပါဆိုတော့ YouTube subscriber တွေကိုလည်းကျွန်မက giveaway လေးပေးဖို့ရှိရပေါ့နော်ဟဲ့ Oh my god မကြည့်အောင်ချစ်စရာလေးမကြည့်ဒါလေ scenario တွေကပဲအကောင့်လေးတော်တော်ချစ်ဖို့ကောင်းတယ်ဒါအော်မကြည့်အောင်ဟုတ်ပြီတော့ဆိုတော့လေကျွန်မ YouTube account လေးကိုလည်း subscribe လုပ်ပေးလို့ရပါတယ်အာဒီဆွဲကြွလေးအရမ်းမိုက်တယ်ဒါအပြင်မှာဝယ်ရင်လေဈေးကြီးရင်တော့တည်တာဈေးကြီးရတာအပြင်မှာဝယ်မကြည့်ရွှေလေးကတော့ရွှေလေးပါပဲပေါ့နော်ဆိုတော့စကားအပြည့်ပြတ်သွားတယ်ကျမ YouTube ကောင်လေးကိုလည်း subscribe လုပ်ပေးလို့ရပါတယ်ကျမရဲ့ဒီ account ရဲ့ဒီ bio မှာပေါ့နော် link လေးချပေးရဲအဲ့ link မှာ subscribe လုပ်လိုက်လို့ရပါတယ်ဒါ subscriber တွေကိုလည်းကျမအနေနဲ့ season လေးလည်း season ထားရပေါ့နော်ဒါပါလေးလေဒါ key chain လေးပါမပန်းပုံ key chain လေးဒါတော့ကျမမှာတစ်ခါမှမရှိသေးဘူးဒီမျိုးလေးမရှိသေးဘူးလို့ထင်တာပဲပေါ့နော်ကဲနောက်တစ်ခုက VC ပါမ VC ပါအခုနောက်ပေါက်တဲ့ခေါင်းကြီးအကြီးတော်လာတယ်ကျွန်မမအများကြီးပဲလို့ဟာကဲတည်းကတော့အမွှေစင်ကောရုပ်ကလေးပါဒါလေးရအောင်ဟဲ့လက်ပတ်ကလေးချစ်စရာလေးဒါဒီဇိုင်းအသစ်တွေနော်မချွန်ချစ်စရာလေးနိုင်ဝတ်ထားတော့မပန်ကြတော့ဘူးနော်ဝီစကီလေးပါမဝီစီလေးဟုတ်လားကောကဲဒါလည်းဝီစကီပဲထင်တယ်ဟုတ်ပါတယ်ကဲဒါနောက်ဆုံးတစ်ခုပါဆွဲကြိုးလားမသိဘူးအတန်အောင်နားထောင်ရင်ကြည့်ရတာတော့ပါတော့ဟုတ်တယ်အလဲအမေတော့တကုံးမုံတော့နှစ်ကုံးတောင်ပါတာမကျုပ်နှစ်ကုံးတောင်ပါတယ်မမရေအခုပေါက်တဲ့ထဲမှာမမအကြိုက်ဆုံးကပါလဲဆိုတော့ဒီဟာလေးဒါလေးကတော့နံပါတ်1ဒါလေးကတော့နံပါတ်2ပေါ့နော်ဒီမှာဒါလေးကတော့နံပါတ်2အရင်ကြိုက်ပါတယ်ကျွန်မ YouTube ကောင်လေးလည်း subscribe လုပ်ပေးကြပါအောင်နော်နောက်ကျရင်ကျွန်မအမှဗီဒီယိုလေးတင်ပါမယ်ကျွန်မကဲဒီမှာပြန်လေးခင်းရအောင်ဖောက်ပါမယ်ဘာလို့ချင်းအောင်ထဲမှာဖောက်တာလဲလို့လာမမေးနဲ့ချင်းကြိုက်တယ်ရှင်တို့သိလားဒီမှာမိုးရွာတော့လေချင်းအရန်ကြိုက်လာလို့ဒီမှာပါပြဒါဟိုလိုမုတ်တွေပါပါတာလဲမဟုတ်တော့ခါကျတော့ကျွန်မပြည့်စိတ်တွေပါမကြိုက်ဘူးလေနော်ကျွန်မအကြမို့လို့ပါကဲဖောက်မယ်ပထမဆုံးပါအဲ့လေတထောင်တော့မှတထောင်ပေါက်တာရုပ်ကိုရှိုးလိုက်အဲ့လေ900ရနေပြီနော်မိုးကလေတောက်လျှောက်ရွာတော့လေနော်ချင်းလဲရမ်းကြိုက်တာ900ပဲတင်တယ်ဟုတ်တယ်ဒီမှာနောက်ထပ်900 2000ရနေပြီโอเคအဲ့လေ200กว่าဒီမှာ200ဆိုလေဟိုဘယ်လိုပြောမလဲမြက်တဲ့ခါလဲရှိရရှုံးတဲ့ခါလဲရှိရပေါ့နော်ဒါလေးနည်းနည်းနွမ်းနေပါတယ်โอเคဒီမှာပလာအများကြီးပါရွာဒီသူကလေခရမ်းရောင်ရှိရယ်လိမ္မော်ရောင်ရှိရယ်အသစ်ထွက်လာတဲ့အမဲလေးရှိရယ် blind box လည်းရှိရယ်ကဲဒီမှာပလာပဲအဲ့လေတထောင်ပဲကွာโอเคစင်ပြေနေပြီဒီလောက်ဆိုရင်လည်းပလာပါ200ပါ1000နဲ့ထင်သွားတာသူကျမလိုမျိုးဒီလိုမဲလေးတွေကိုအစုံကျမလိုဖောက်ချင်နေဆိုရင်ကျမရဲ့ YouTube account လေးကို subscribe လုပ်ပေးပါဘယ်လို subscribe လုပ်ရမလဲဆိုရင်တော့မလာပါကျမရဲ့ဒီ account ရဲ့ bio မှာ YouTube account link ချထားပေးရယ်အဲ့ဒီရဲ့ link လေးကိုဝင်ပြီးတော့ subscribe ဆိုတာလေးကိုနှိပ်ခဲ့ပါเนาะဒီမှာကျမမဲစုံ9000ဘိုးမဲဖောက်ပေးမယ်เนาะတစ်ယောက်ကိုမပလာပါဒါအကုန်ပဲပေါ့เนาะပလာပါသူ့ဒီဇိုင်းလေးနဲ့တူလာနော်ရန်နေကကြတော့
ခရမ်းရောင်သူ့ဒီဇိုင်းလေးနဲ့ဗလာပါဗလာရှိမပတ်စံနေပဲပါသွားလို့ထင်တယ်ခုတော့ဗလာနေကဲဒါနောက်ဆုံးပါ Oh my god တောင်းနေနောက်ဆုံးမိတ်အိတ်နဲ့လို့ဆိုတော့ဒါကိုပြောတာနေမှာ Okay ဆိုကြည့်အောင်1000ပြောတော့မလို့1000ဒီမှာ1000 1000နဲ့2ရွက်ပဲတယ်နော်1000 2000 1000 2500 1000 3000နဲ့200 400 600ဝါကျမမြတ်တယ်နော်ဒီလောက်ဆိုကျမမြတ်တာကိုရှင်တို့သိနေလောက်ပြီဟုတ်ကြည့်ရှင်တို့ကလည်းကျမဒီ mail ကိုအရန်လက်ဆောင်ပေးခြင်းနဲ့အဲ့တော့ကျမရဲ့ YouTube အကောင့်ကိုအခုပဲ subscribe သွားလုပ်လိုက်ကြပါကျမတယောက်ကိုရွေးပြီးတော့ပေးမယ်နော်9000ဘိုးတော့ပေးမှာ9000ဘိုးဘယ်လောက်ဖို့လဲ9000ဘိုး50ရေးကြရပါပြီဒီမှာရှင်တို့လိုမဟုတ်ကဲဒီရန်လင်းကအမဲအောင်တော့လေးဖောက်ပါမယ်ဖောက်မယ်နော်ဒီမှာပါရှင်တို့လည်းပြပါမယ်တော့ပလာလေးပါပါတယ်ဟောပလာပါ1000ပါ1000ပြန်ပြမယ်ဒီမှာ1000အဲ့လိုလေးဆွဲရတဲ့အတန်ဖောက်နေမိအောင်ကြိုက်တာဒီမှာနောက်ထပ်200 1200ပလာလားမသိဟုတ်တယ်ပလာပါဖြူရောင်မြင်နေရဆိုတော့ဟာဘယ်လောက်လဲမသိ200ပါဟဲ့ဘာပဲဖြစ်ပတ်စံနေ50ရန်တော့မပါသေးဘူးခုလောလောဆယ်ဒီတော့ဟဲ့50ပါပြောလိုက်လို့တော့ချက်ချင်းပါလားဘာလဲပတ်စံမယ်50ရီးကြရပါပြီဒီမှာရှင်တို့လိုမဟုတ်ဒါတော့ပြားကက်နေရပဲဟလာပါဆိုတော့1နဲ့3 4ခုပဲကျန်ပါတော့တယ်ဟာမိုးရွာတော့လေချင်းအရန်ကြိုက်တယ်900ပါအဲ့လေဟုတ်နေပြီမဲဖောက်တယ်ဆိုတာလေရှုံးတဲ့အချိန်ရှိတယ်လို့အဲ့လိုမျိုးကန်ကောင်းတဲ့အချိန်တွေလည်းရှိပါတယ်ဒါထူးတိုင်းအိတ်ကလည်းထူးပဲတတောင်းဟဲတတောင်းပြောလိုက်တာဒါမသိဘူးပဲရင်းခုန်နေဒါရောဘယ်လောက်တန်ပြစ်မလဲအောင်ဖွာဘယ်လောက်တန်လဲအောင်ဖွာ50ပါဘာပဲပြောဒါနဲ့ပျော်နေရပြီတကယ်ကဲအဲ့ဆိုဘယ်လောက်ပေါက်လဲဆိုတော့ကြည့်အောင်ကျမနဲ့1000နဲ့1000မ900 900 900ဆိုတော့1000နဲ့900နဲ့မှ50 1000 2000နဲ့50ပေါက်ပါတယ်1000 2000နဲ့50ပါကျမလေးရှင်တို့လေတမျိုးပေါက်စေရှင်လိုက်တာကျမဆိုကန်ကောင်းတယ်ကျမ1000နဲ့နှစ်ကာကြီးပေါက်နေရကျမဒီတလောကန်ကောင်းနေရရှင်တို့လည်းလိုမျိုးပေါက်စေရှင်တယ်ကွာနော်အဲ့တော့ကျမမဲ9000ဘိုးရှင်တို့ပေးမယ်ကျမ YouTube ကောင်လေး subscribe တောက်လုပ်ကြပါဟုတ်ပြီနော်